တို့ဘဝမှာကျွန်တော်တို့ကြုံမှုမှာပါချမ်းသာတဲ့လူတွေကချမ်းသာတဲ့ရွေးချမ်းသာနေတယ်ဆင်းရဲတဲ့လူတွေကကြတော့ဆင်းရဲတဲ့ရွေးဆင်းရဲနေတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ချမ်းသာတဲ့လူကကျွန်တော်တို့မသိတဲ့အကြောင်းတစ်ခုခုသူတို့သိတာလို့ပဲသူတို့ချမ်းသာနေတာဆိုတော့အဲ့သိတာတဲ့အကြောင်းအရာဘာလဲအဲ့လှုပ်ဝက်ချက်ကဘာလဲဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားမယ်နံပါတ်1ချက်ချမ်းသာတဲ့လူတွေနဲ့ဆင်းရဲတဲ့လူကြားမှာဘာကွာလဲလို့မေးဆိုနံပါတ်1ချက်ချမ်းသာတဲ့လူတွေကပတ်စံပြန်ရှာပေးတဲ့ပစ္စည်းတွေကိုပဲဝယ်လေးရှိတယ်ဒါပေမဲ့ဆင်းရဲတဲ့လူတွေကလိုချင်တာကိုဝယ်လေးရှိတယ်ကျွန်တော်ပြောတာကိုသဘောပေါက်မှန်းထင်ပါတယ်ဆိုတော့ပစ္စည်းတစ်ခုကကျွန်တော်ပတ်စံပြန်ရှာပေးမှာလားဒါမှမဟုတ်ဒီပစ္စည်းကကျွန်တော်ပတ်စံတည်နေမှာလားဆိုတာကျွန်တော်တို့ဆုံးဖြတ်လို့ရတယ်ဗျာဥပမာကျွန်တော်တို့စဉ်းစားကြည့်ရအောင်ဆိုတော့ကျွန်တော်တို့ပတ်စံပြန်ရှာပေးတဲ့ပစ္စည်းတွေကဘာတွေဖြစ်မလဲစဉ်းစားကြည့်ပါဆိုတော့အခုကျွန်တော်တို့ vlogger လုပ်နေတယ်ဆိုရင်အဓိကချက်ကကျွန်တော်တို့အတွက်ကင်မရာကောင်းကောင်းရှိတယ်ဆိုရင်ကျွန်တော်တို့ပတ်စံကောင်းကောင်းပြန်ရှာပေးလိုက်မယ်။နောက်ဘာတွေရှိမလဲကျွန်တော်တို့အတွက် mobile phone ကောင်းကောင်းလေးတစ်ခုရှိတယ်ဆိုရင်ကျွန်တော်တို့ထပ်ပြီးပတ်စံပို့ရှာပေးလိုက်။နောက်ဘာရှိအောင်မလဲ laptop ကောင်းကောင်းရှိတယ်ဆိုရင်ကျွန်တော်တို့ထပ်ပြီးပတ်စံပြန်ရှာပေးမယ်။ဆိုတော့ဒီပစ္စည်းတွေကကျွန်တော်တို့ပတ်စံရှာပေးမယ်ပစ္စည်းတွေနောက်ပတ်စံမရှာပေးမယ်ပစ္စည်းတွေအိမ်စားမယ်ဘာတွေရှိမလဲလို့မေးတယ်ဆိုရင်ဥပမာပြကျွန်တော်တို့အိမ်မှာလိုအပ်တဲ့ TV တွေဝယ်မယ်ဒီ TV ကကျွန်တော်တို့ပတ်စံပြန်မရှာပေးကျွန်တော်တို့ entertainment ပဲပေးတာဟိုအများနဲ့ကျွန်တော်တို့ကြည့်ပြမှာမဟုတ်ဘူးဗျကျွန်တော်တို့အားတဲ့အချိန်ပဲကြည့်ပြတာဆိုတော့ကျွန်တော်တို့ရဲ့ entertainment အတွက်ကျွန်တော်တို့ပတ်စံသုံးနေဆိုရင်ကိုယ်ဆင်းရဲတဲ့လူပဲဖြစ်နေဦးမှာပဲဆိုတော့အဝတ်စားတွေဝယ်တယ်အဝတ်စားတွေဝယ်တာအပြစ်လို့ပြောတာမဟုတ်အဲ့အဝတ်စားဟိုမှာဈေးကြီးတဲ့ brand တွေဝယ်ပြီးတော့သုံးနေဆိုရင်အဲ့ဒါအပြစ်ဆိုပြီးကျွန်တော်ယူဆတယ်ဆိုတော့ဘာဖြစ်လို့လဲလို့မေးဆိုအများနဲ့များ brand နဲ့ကြိုက်တာအပြစ်မဟုတ် brand နဲ့ကြီးပဲအများနဲ့လိုချင်နေတာအပြစ်ဆိုတော့အဲ့လိုပဲအဲ့ trap တွေကိုကျွန်တော်တို့မမိစေနဲ့အဲ့ဒါထောင်ချောက်တစ်ခုပဲဗျအဲ့ထောင်ချောက်တွေကိုကျွန်တော်တို့မမိစေနဲ့နောက်တစ်ခုကဘာလဲလို့မေးတယ်ဆိုရင်ချမ်းသာတဲ့လူက brand တွေအဓိကမသုံးဘူးဗျာဆင်းရဲတဲ့လူတွေပဲ brand တွေအဓိကလိုက်သုံးနေတာဆိုတော့အဓိကအဲ့ brand တွေကင်ပြီးတော့ကျွမ်းနေတဲ့လူတွေကြီးသူတို့အရင်ချမ်းသာနေတဲ့လူတွေမှာသူတို့မပေါအောင်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့အဓိက Mark Zuckerberg ဆိုရင်သူဆိုရင်အင်ဂျီအပြာရောင်တစ်ထည်ပဲဝတ်လို့ရှိတယ်ဘာဖြစ်လို့သူအပြာရောင်တစ်ထည်ပဲဝတ်လို့ရှိတယ်လို့မေးတယ်ဆိုရင်အင်ဂျီရွေးတဲ့အချိန်မှာဆိုတော့ Mark Zuckerberg ရဲ့နောက် Steve Jobs ဆိုပြီးတယောက်ရှိသေးတယ်ကျွန်တော် Steve Jobs ဆို iPhone တီထွင်တယ်လို့သူတို့ဆိုရင်အင်ဂျီအရောင်တစ်မျိုးတည်းပဲသူတို့ရွေးလို့ရှိတယ်သူတို့ဘဝမှာအရောင်အောင်မနေဘူးသူဆိုရင်ဗျာစက္ကန့်တိုင်းဝင်ငွေရှိတဲ့လူတွေသူတို့တွေဆိုရင်ဆိုတော့သူတို့တွေကြိုက်တာဝယ်လိုက်လို့ရတယ်ဒါပေမဲ့သူတို့မဝယ်ဘူးဘာဖြစ်လို့လဲလို့မေးတယ်ဆိုရင်သူတို့ဒီဟာကိုဝယ်လိုက်ခြင်းအပြင်သူတို့မှဒီဟာကိုရွေးချယ်ရမယ့် energy တစ်ခုဆိုရှိတယ်ကျွန်တော်စာအုပ်တုံးမှာဖတ်ဖို့ပါတယ် Steve Jobs ကဘာလို့အင်ဂျီတယောက်နဲ့ဝတ်လဲလို့မေးတယ်ဆိုရင်ဗျသူ့ဗီဒီယိုထဲမှာအဲ့အရောင်နေပဲအင်ဂျီကဘာဖြစ်လို့အဲ့လိုပဲဝတ်တာလဲလို့မေးတယ်ဆိုရင် तू ကအဲ့ဒါကိုကြည်ခြင်းအပြင် तू ကြိုက်တဲ့အင်ဂျီဆွဲထုတ်ပြီး तू ဝတ်လို့ရတယ်တကယ်လို့ तू အိမ်ထဲမှာအင်ဂျီတွေအကြောင်းများနေတယ်ဆိုရင် तू အဲ့ဒါဘယ်ဟာရွေးရမလဲဆိုရင် तू စစဉ်းစားရမှာအဲ့အတွက် तू အများကြီးစဉ်းစားရတဲ့အတွက် energy ကုန်တယ် तू energy ကို तू စဉ်းစားရမယ့် energy ကိုဒီအင်ဂျီမှာ तू မသုံးဘူးတခြားသူ iPhone မှာသူသုံးလိုက်တယ်ဆိုတော့ကျွန်တော်ပြောတာသဘောပေါက်ပါတယ်ဘာလို့သူတို့ချမ်းသာနေလဲဘာလို့သူတို့ဘဝမှာအရန်အောင်မြင်သွားလဲဆိုတော့ဒီအကြောင်းအရာတွေသူတို့ဆွန့်လွတ်လိုက်ရတယ်ဗျာကျွန်တော်တို့အဓိကအရန်လှကြပါခြင်းတဲ့စိတ်တွေအဲ့လိုမျိုးဟာလေးတွေသူတို့အဓိကဆွန့်လွတ်လိုက်ရတယ်ဆိုတော့ကိုကတကယ်လို့ချမ်းသာတဲ့လူဖြစ်ချင်တယ်ဆိုရင်တော့တချို့ဟာတွေကိုဆွန့်လွတ်ရမယ့်ဟာတွေရှိတယ်အဲ့ဒါတွေဆွန့်လွတ်နိုင်တယ်ဆိုမှပဲဒီဟာတွေလုပ်ရမှာပါပြီးနောက်တစ်ခုကဘာလဲလို့မေးတယ်ဆိုရင်သူတို့ကပတ်စံအတွက်အဓိကအလုံးမလို့ချမ်းသာတဲ့လူတွေကပတ်စံကသူတို့အတွက်အလုပ်လုပ်ပေးတယ်ဆိုတော့ကျွန်တော်ပြောတာနည်းနည်းရှုပ်သွားမှထင်တယ်ဆိုတော့ပတ်စံအတွက်အလုံးမလို့ဆိုရင်သူတို့လည်းအလုပ်လုပ်နေတာပဲကိုလည်းအလုပ်လုပ်နေတာဘာဖြစ်လို့ကိုကပတ်စံအတွက်လုပ်ပြီးသူတို့ကဘာလို့ပတ်စံအတွက်မလုပ်တာလဲလို့မေးရဆိုရင်ဥပမာကျွန်တော် example ပေးပါမယ်ဆိုတော့အခုလက်ရှိကျွန်တော် YouTube channel ကျွန်တော်ထောင်ထားတယ်ကျွန်တော်တခြားအလုပ်လေးရှိတယ်ပေါ့ဗျာဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်အတေးကပတ်စံအတွက်အခုတစ်ခုတည်းအတွက်ကျွန်တော်အခုအလုပ်လုပ်နေမယ်ဆိုရင်ကျွန်တော်ဘာဖြစ်လာမလဲဆိုရင်နောက်ပိုင်းကျရင်ကျွန်တော် YouTube channel ထဲမှာကျွန်တော်လောင်းကစားကြော်ညာတွေကျွန်တော်ထည့်သွင်းလာလိုက်မယ်ဆိုတော့ပတ်စံအတွက်ပဲအဓိကကျွန်တော်အလုပ်လုပ်တယ်ဆိုရင်ကျွန်တော်ပြောချင်တာဗျာဆိုတော့အဓိကကျွန်တော်အခုအပြင်ကြော်ညာတော့ကျွန်တော်တိတ်လက်မခံသေးဘူးဗျာဘာဖြစ်လို့လဲလို့မေးရဲဆိုရင်ကျွန်တော်အဓိကအဲ့ဒါအတွက်ကျွန်တော်အချိန်လည်းမပေးနိုင်သေးဘူးနောက်တစ်ခုကမလုပ်လည်းမလုပ်နိုင်သေးဘူးဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တခြားဟာလေးတွေဓာတ်ပုံလေးတွေပဲကျွန်တော်ထည့်ပေးလိုက်ရင်လည်းကျွန်တော်ပတ်စံအများကြီးရနေရဲ့လို့တွေကျွန်တော်ရှိ offer တွေအများကြီးလာတယ်ဒါပေမဲ့ကျွန်တော်လုံးဝလက်မခံဘူးဘာဖြစ်လို့ကျွန်တော်လက်မခံလဲရှင်းရှင်းလေးပါကျွန်တော်ပတ်စံအတွက်လှုပ်လို့တာမဟုတ်ဒီလုပ်ကိုဘာဖြစ်လို့ကျွန်တော်ဒီဟာကိုကြိုက်တယ်ဒီနေရာမှာကျွန်တော်ပတ်စံရတယ်တဲ့အတွက်ကျွန်တော်ဒီဟာနဲ့ကျွန်တော် satisfy ဖြစ်လာဆိုမဟုတ်ကျွန်တော်ဒီထက်ရှေ့သွားအောင်ဒါပေမဲ့ဒီလိုပုံစံကျွန်တော်မလို့ရှင်ဆိုတော့ကျွန်တော်ဒီ channel ကနေပဲကျွန်တော်ထပ်ပြီး grow ဖြစ်ပြီးကျွန်တော်သွားမယ် land တွေအများကြီးရှိတယ်ဗျာဆိုတော့အဲ့အတွက်ကျွန်တော်အတွက်အဓိကကပတ်စံမဟုတ်ကျွန်တော်တို့အဓိကအလုပ်လုပ်နေရဘူးဆိုတော့ကျွန်တော်တို့ချမ်းသာတဲ့လူနဲ့ဆင်းရဲတဲ့လူနဲ့အဓိကကွာခြားချက်ကိုတွက်ကြည့်လိုက်မယ်ဆိုရင်ချမ်းသာတဲ့လူတွေကပတ်စံအတွက်အဓိကအလုပ်လုပ်တာမဟုတ်သူတို့အဓိကအလုပ်လုပ်တာသူတို့အတွက် image တစ်ခုအတွက်အလုပ်လုပ်ရင်လုပ်မယ်ဒါမှမဟုတ်သူတို့အတွက်ပညာတစ်ခုအတွက်သူတို့အလုပ်လုပ်ရင်တော့အမြဲတမ်းသူတို့ပတ်စံတစ်ခုတည်းကိုကြည့်ပြီးအလုပ်ပတ်စံလည်းကြည့်ရမယ်မကြည့်ဘူးလို့တော့မဟုတ်ကြည့်ရမယ်ဒါပေမဲ့ပတ်စံတစ်ခုတည်းကိုကြည့်ပြီးတော့အလုပ်မလုပ်နောက်ဆုံးတစ်ခုကဘာလဲလို့မေးရဲဆိုရင် time management ပါအချိန်ဆိုတော့ကျွန်တော်တို့အချိန်ကိုအဓိက manage လုပ်တတ်ဖို့အရန်လိုအပ်တယ်ဆိုတော့ဒီအချိန်ကျွန်တော်တို့မှာအဓိကဘလောက်ပဲဖြစ်ဖြစ်ချမ်းသာနေတဲ့လူပဲဖြစ်ဖြစ်သူ့ဘဝမှာ24နာရီပဲရတာပဲဘလောက်ဆေးရတဲ့လူပဲဖြစ်ဖြစ်သူ့ဘဝမှာ24နာရီပဲရတာဒီ24နာရီကိုအသုံးချတဲ့ပုံမူတည်ပြီးတော့ပဲကျွန်တော်တို့ဘဝကြီးကတယောက်နဲ့တယောက်မတူတော့တာဗျာ
ဆိုတော့အန်အောဖို့တော့ကောင်းတယ်အဲ့တော့ချမ်းသာတဲ့လူတွေကဘယ်လိုမျိုးကျွန်တော်ပြောတဲ့ချမ်းသာတဲ့လူဆိုတာအဖေချမ်းသာလို့ချမ်းသာတဲ့လူကိုပြောချင်တာမဟုတ်ဘူးဗျာဆိုတော့အဖေချမ်းသာလို့ချမ်းသာတဲ့လူကတော့အများကြီးရှိတယ်အဲ့လိုမျိုးကျွန်တော်ကတော့ဒီစရင်နဲ့ကျွန်တော်မထည့်ဘူးကျွန်တော်ထည့်တဲ့စရင်ကဘာလဲဆိုတော့ဘာမှမရှိတဲ့နေရာကနေပြီးတော့ချမ်းသာသွားတယ်လို့ဥမာဂျမန် Steve Jobs Bill Gatesနောက်အများရှိပါသေးတယ် Elon Musk ဟာလာသူတို့တွေဆိုတကယ်ကဘာမှာတကယ်ဒေးဒေးကျဲတယ်သူတို့တွေအဖေချမ်းသာလို့ချမ်းသာတဲ့လူတွေသူတို့မဟုတ်ဘူးเนาะအဖေ support ပေးနိုင်လို့ချမ်းသာတဲ့လူတွေမှာသူတို့မပေါ့မိဘ support အများကြီးပေးနေလို့ချမ်းသာသူတို့မှာ family support ရှိအဲ့ဒါဘာလဲလို့မေးရဆိုသူတို့တွေမှာစိတ်တိခိုက်တန်ရန်ရလာပြီဆိုရင်သူတို့ဘေးနာမှာသူတို့ family သူတို့အမြင်အားပေးလို့ရှိအဲ့ဒါပဲတခြားဘာမှသူတို့အလောက်ထိဟိုမိဘတွေကသူတို့ဘာမှမလုပ်ရဒါပေမဲ့သူတို့ဘာမှသူတို့ရအောင်ဖြစ်အောင်လုပ်နိုင်တာပဲအဲ့တော့ကျွန်တော်တို့ကြည့်သူတို့တော့ဖြစ်နိုင်တာပဲကိုဘာလို့မဖြစ်နိုင်လဲသူတို့လည်း24နိုင်ရတာပဲကိုလည်း24နိုင်ရတာပဲဆိုတော့ကိုတိုင်းလုံရင်ဖြစ်တယ်ဗျာဆိုတော့သူတို့လည်း time management ဘယ်လိုတွေရှိလဲအဲ့ဒါတွေလိုက်လေ့လာပါဆိုတော့ Elon Musk ရဲ့ daily လူတွေဘာတွေရှိလဲနောက်ပိုင်းကျွန်တော်အဲ့လိုဗီဒီယိုလေးလိုချင်တယ်ဆိုကျွန်တော်တင်ပေးပါအောင်မယ်ဆိုတော့ Elon Musk ကတနေ့တာမှာဘာတွေလုပ်လေးရှိလဲ Steve Jobs ကတနေ့တာမှာဘာတွေလုပ်လေးရှိလဲ Bill Gates ကတနေ့တာမှာဘာတွေလုပ်လေးရှိလဲဆိုတော့ဗီဒီယိုလေးတွေလိုချင်တယ်ဆိုရင်ကျွန်တော်အဲ့ဒါ comment မှာမှန်းခဲ့ပေးပါဦး